င်္ဂလာပါဒီနေ့မီယိုကတော့မီယိုကထမေလုံးကြီးပြောပြမှာဖြစ်ပါတယ်ထမေလုံးကြီးရဲ့စာရေးကြီးရဲ့ကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဟာရကိုနောက်နေ့ကျွန်မပြပြမှာဖြစ်ပါတယ်အခုကတော့ထမေလုံးကြီးရဲ့အခုကစာရေးကြီးရဲ့ကိုပြောပြမှာပါကဲစားလိုက်ကြရအောင်ဒီဆိုထမေလုံးကြီးပါထမေလုံးကြီးကတာနဲ့မရပါဘူးနားနဲ့ထမေလုံးကြီးကထမေကိုမှာဒီချာလက်ထဲဆိုဝမ်းကိုဟောအဲ့မှာပါဆိုအဲ့မှာပါဒီမှာChinese ဝမ်းကိုနေတာ Chinese ကဘာမှမလုပ်ဘူးအဲ့မိတ်ကိုချက်ချင်းအဲ့မှာရှေ့ကိုဆိုနားပြီးမြို့ရဲ့ပို့တော့ကိုနော်ခုဒီ China editor ဝင်တာကျွန်တော်အနောက်ဆုံးအောက်ဆုံးဒါလေးလည်းလုပ်လို့ရပါတယ်ဒီချက်ချက်လည်းလုပ်လို့ရပါတယ်ဒါလေးလည်းလုပ်လို့ရပါတယ်အဲ့ရလေးဒီအင်းကြီးတစ်ခါမကြရအပေါ်မှာရှိသေးပါတယ်ဒါလေးလည်းဆိုပြောင်းနေပေါ့နော်အဲ့ဒီပြောင်းလို့ရပါတယ်ပြောင်းပြီးဒါလေးလည်းလုပ်လို့ရပါတယ်ကျွန်မလုပ်ပြပါမယ်ရပါပြီကဲအခုကတော့ထမေလုံးလေးပြီးပါပါအခုကစာရေးနေပေါ့နော်စာရေးပြီး URL ကို post လုပ်ဖို့နေပြီfurniture တဲ့ object ကိုဒီဘောနဲ့ဒီအားထားလို့ test ကိုဒီမှာဖြစ်တယ်ကျမနာမည်ဟောမရှိတော့ကျမနာမည်ပဲရေးပြပါမယ် MIO ဆိုတော့ပေါ့နော်မဟုတ် test ကိုဖြတ်လိုက်ပါ test ကိုဖြတ်ပြီးဒီပေါ့နော် MIO ဆိုရဲနာမည်ကိုရေးပါရပါပြီဒီမှာပါနော်ခုနဟိုဖြစ်သွားလို့ပါအဲ့ဆိုရှိပါနော် MIO ပေါ့နော် MIO ရပါပြီအဲ့ဆိုအပေါ်နှိပ်လိုက်ပါအပေါ်တိုးလိုက်ပါနော်အပေါ်တိုးလိုက်မရှိတော့ဘူးချင်းဒီမှာအမိုင်းရတော့ဒါလေးတော့ဒီလောက်လာပဲကြည့်ရှုပြီးရတော့လည်းစက်တက်လေးလုပ်ပေးပါအောင်အလိုပဲတတာ